Hello ပါ Hello ပါမီးမလာသေးဘူးရှင်အဲ့တော့အမောင်ထဲမှာပဲ power တွေလှုပ်လိုက်တော့မယ်အမောင်ထဲမှာပဲ power တွေလှုပ်လိုက်တော့မယ်အခုဒီမဲတော့အကြောင်းကပြန်လာတာပါဒီနေ့ကျမကလေတောက်ကြနေဆိုတော့အတိညီမလေးတယောက်ကကဲမဲတော့ရှူသွားပြီးတော့သူပွဲကတ်ချင်တယ်ပေါ့နော်ကျမကလေမနေ့ကလာပြည့်နေ့ဆိုတော့ဒီနေ့လာပြည့်ကျော်တရက်နေ့ကြော်လာပြည့်ကျော်တရက်နေ့ဆိုတဲ့ဟာကိုကျမတို့ကလိုချင်တာပေါ့နော်ကျမကလည်းအရန်သဘောကျတယ်စံတရက်အဲ့လိုမျိုးလာပြည့်ကျော်လာစန်းတရက်လာပြည့်အဲ့လိုပေါ့နော်အဲ့ဒီကအင်္ဂလိပ်လိုလာပဲဖြစ်ဖြစ်ဗမာလိုလာပဲဖြစ်ဖြစ်အဲ့လိုတရက်နေ့ဆိုကျမကသဘောကျတော့ညီမလေးလိုက်မယ်အမလေးပေါ့အမလည်းအမလိုက်ခဲ့ပြီးပါတယ်မဲတော့ရဲ့ဒီမှာချိုးတော်ရည်လေးပါချိုးတော်ရည်လေးမဲတော့ရေလေးပါရလာတယ်ပြီးတအိမ်လုံးကိုဖြန်းမယ်ပြီးရင်တက်မြာဒီလေးပါဝိုက်ကတ်တဲ့ငပြောသေးပါတွေရတာပေါ့နော်အဲ့ဒါနဲ့လိုက်မယ်ဆိုပြီးဒီနေ့သွားတော့ကျမကမနေ့အစောကြီးထားပြီးတော့အိမ်မှာကျမရဲ့အမြဲတမ်းကျမအမြဲတမ်းလုပ်နေကြပေါ့နော်ဒီဖျားခန်းမှာကျမရဲ့နေ့တိုင်းကျမလုပ်နေကြရေချမ်းကက်ပန်းကက်အမွေးနှံသားတိုင်းရေမွေးဖြန်းပေါ့နော်ကျမအကုန်လုပ်ပြီးခါမှ10နာရီကျမတို့ဒီကထွက်တာပေါ့နည်းနည်းဝေးတယ်ရွာတွေဖြတ်ရတာဟုတ်ကမ်းနားဘက်မှာဆိုတော့အဲ့ဒါနဲ့10နာရီလောက်သွားမယ်ဟိုကျမငပြောသည့်အုံသီးတွေဝယ်မယ်ပေါ့ကျမသွားကန်ကြီးကြာမှာကျမစိတ်ထဲမှာပေါ့နော်ဖြစ်တာဒီနေ့ရဲ့လေဖြစ်တည်တဲ့ဟာဒီနေ့တော့လို့ကျမစာလီလေးဝတ်သွားလိုက်မယ်လို့စာလီနဲ့ကျမချုပ်ထားတဲ့ဒီ1 set အင်ဂျီလေးရှိတယ်စာလီလေးအဲ့ဆိုမဲတော့ရှိသွားတာလို့ဘယ်လိုပဲဖြစ်ဖြစ်မဲတော့ရဲ့သမီးဖြစ်တဲ့ကျမဒီစာလီအင်ကြီးလေးကိုကျမဒီနေ့အရဝတ်ချင်တယ်အဲ့လိုဝတ်ပြီးခါမှာစာရီလေးအင်ကြီးလေးဝတ်လဲပြီးဒီစာရီ1 set ကလေးပေါ့နော်ကျမဝတ်လဲပြီးရောကျမစိတ်ထဲမှာဖြစ်တာကျမကဲနှဆွဲလေးလဲဆွဲချင်တယ်ဆိုတော့ကျမနှဆွဲလေးတွေကျမမှာရှိတယ်ဒီနှဆွဲလေးတွေကဒါပေမဲ့အဲ့နှဆွဲလေးတွေကမှာကျမဒီကြာပန်းလေးနဲ့ဒီပလဲနှဆွဲလေးကိုကျမကြိုက်တာပေါ့နော်ဒီနှဆွဲလေးကိုအဲ့ဒါလေးကိုကျမရှာပြီးတော့မှကျမဓားလေးပဲဝတ်လိုက်တာတော်တော်ကြီးအကြီးပဲကျမဒါကျမနားထူလို့နားပါလေးဘယ်လို့မှဝတ်မရဘူးပေါ့နော်နဲ့ကျမအဲ့ဒါလေးဝတ်ပြီးတော့ကျမကြည့်လိုက်တော့အရန်သဘောကျသွားတယ်ကျမမျက်နှာပေါ့နော်တကယ်ကိုမဲတော့ရဲ့သမီးပုံစံလေးဖြစ်သွားနဲ့ကျမကဲကျမဒီ1 set လေးနဲ့ပဲဒီနေ့မဲတော့ရှိသွားမယ်ဆိုပြီးတော့အဲ့နဲ့ပဲပြီးတော့ဇပင်နဲ့ကဲစုမစည်းတော့ဘူးဒီနေ့ကတော့ကျက်ဆန်မီလေးတုတ်သွားလိုက်တော့မယ်ဆိုကျမအဲ့ဒါနဲ့ကျက်ဆန်မီလေးတုတ်ပြီးတော့ကျမသွားတော့ဟိုရောက်တော့ကြတော့ခမင်းစားဆောင်မှာလည်းလူမရှိဘူးအကြည့်တော့စိုက်ကယ်လေးတွေတော့ရှိတယ်နဲ့အဲ့ညီမလေးနဲ့ကျမနဲ့တော့သွားတာပေါ့နော်ဟိုရောက်တော့ဟေးပစ္စည်းတွေလည်းအကုန်လုံးတင်ထားကြပြီပေါ့နော်ဘန်းနေတော့ကျမတို့ရောက်သွားဒီမှာတော်သေးတယ်သူတို့ကလည်းဒီနေ့ကဟိန္ဒူဘာသာဝင်တွေရဲ့နေထူးနေမြတ်သူတို့ဒါတကြံကြတာပေါ့နော်နှစ်ဆန်းနှစ်ဥပေါ့ဒီနေ့ကတကြံကြတယ်တဲ့ဒါနှစ်တစ်ကူပဲတဲ့သူတို့ရဲ့တဲ့ဒီနေ့ရတဲ့သူတို့ဘာသာဝင်တွေအတွက်ကသူတို့ရှိမှလာပြည့်နေတယ်မနေ့ကကျမတို့ဘာသာဝင်တွေဗုဒ္ဓဘာသာဝင်တွေရဲ့လာပြည့်နေဒီနေ့ကတော့ဟိန္ဒူဘာသာဝင်သူတို့ဘာသာမှာလာပြည့်နေတယ်အဲ့ဒါလေးကျမမသိဘူးပြီးတော့ဒီနေ့ကသူတို့ကပွဲတော်နေ့မှာဒီနေ့ကသူတို့ကနှစ်တစ်ကူပေါ့နော်ဟိုပါပေါ့တကြံပေါ့လေနှစ်ကူပေါ့နှစ်ကူတဲ့ဒီနေ့ကအရန်ကောင်းတာတဲ့ဒါပေမဲ့ထူးဆန်းတာကဘယ်သူမှမရှိကြဘူးအဲ့လိုပေါ့နော်မြန်မာအမျိုးသမီးတွေ3ယောက်လာရင်အဲ့မှာအမြဲတမ်းဝေယဝိဆလုပ်ပေးတယ်ဟိန္ဒူဘာသာဝင်အမျိုးသမီးရယ်နောက်အဲ့ဆရာပေါ့နော်ဖုန်ကြီးရယ်နောက်တစ်ခါအဲ့မှာလုပ်ပေးတဲ့ဦးလေးကြီးတွေ2ယောက်ပေါ့နော်အဲ့လိုဟိန္ဒူဘာသာဝင်3ဦးလောက်နေပေါ့နော်အဲ့ဒါပဲတွေ့တယ်အမျိုးသမီးလေးကလည်း1ယောက်ပဲရှိတယ်ကျန်တာကတော့မြန်မာအမျိုးသမီး2ယောက်ပေါ့နော်သူတို့ကလည်းပွဲလေးတွေကတ်တာဆိုကျမတို့ရောက်သွားကျမတို့ကလည်းပွဲကျမထုံးစံတိုင်းပေါ့နော်ခါစနွန်းနေအုံသီးတွေပါကျမပွဲတန်းပြင်းမဲတော့တွေ့အဲ့မှာဒီနေ့စပယ်ပန်းတွေကန့်ကော်ပန်းတွေပေါ့နော်အဲ့ဒါတွေလည်းကတ်ပေါ့နော်ကတ်လည်းပြီးတော့အုံသီးခွဲဖို့သူတို့ကလည်းဟိုဟာဖြစ်နေရတဲ့ဆန္ဒမဲတော့ကစောင့်နေတာပေါ့နော်ကျမတို့လည်းရောက်တော့ပွဲလက်တန်းကအုံသီးတန်းခွဲပေါ့နော်ခွဲပြီးတော့ဆူတောင်းပြီးတော့တခါတည်းတန်းပြီးတော့သူတို့ကပေါ့နော်မဲတော့ဒီမှာအမအသားလေးကျမလုပ်ပေးလိုက်ပါတယ်အေးဖုန်းကြီးကလုပ်ပေးလိုက်တာပေါ့နော်ကျမတို့ကတူကိုယ်တိုင်ရွတ်ဖေးပြီးတာနဲ့ကျမမီးလုံးတူကိုယ်တိုင်ရွတ်ဖတ်ပြီးတော့ကျမကိုတုတ်ပေးလိုက်တာဒီနေ့ကတော့တဲ့ဒီလိုကျမကဒီလိုမျိုး
ကျင်လာတယ်ပေါ့နော်ဆိုတဲ့ဆိုမဟုတ်ဘူးတဲ့မဲတော်ကဒါခမရကိုစီစဉ်ပေးလိုက်တာခမရဒီကိုလာမဲ့အချိန်မှာတဲ့သွားကန်ဒီမှာခမရဖြစ်တာမလားဟုတ်တယ်ကျမသွားကန်ဒီမှာကျမဒီစာလီလေးဝစ်ချင်လာတယ်ကျမနဲ့ဆွဲလေးလေးကဲဆွဲသွားလိုက်တော့မယ်ဆိုဒီနေ့ကတဲ့ကျွန်တော်တို့ဘာသာရေးအထွတ်အမြတ်ဆုံးနေ့ပဲဒီနေ့ကနှစ်တကူနေတဲ့ဒီနေ့ကအရန်ကောင်းတယ်လာပြင်းနေလေးဖြစ်တယ်ဒီနေ့ကတကြမ်းနဲ့ပွဲတော်အခါပဲအရန်ကောင်းတယ်ခမရနဲ့မဲတော်နဲ့ကတော်တော်ချိတ်ဆက်တယ်တဲ့ဒီနေ့အရန်ကိုကျင်တတ်ခဲ့ရပါတယ်မဲတော်ရှိမှလည်းစုတွေအများကြီးတောင်းခဲ့တယ်အဲ့တော့ဒီနေ့ရဲ့ပေါ့နော်ဟိန္ဒူဘာသာဝင်တွေရဲ့နေဒုနေမြတ်မှာကျမကဒီလိုဝတ်စုံလေးဝတ်ပြီးတော့မဲတော်ရှိကိုသွားပြီးဖူးပြီးတော့မဲတော်ရဲ့မြတ်တာတက်တွေကိုခံယူလာခဲ့ပြီးတော့မဲတော်ရဲ့ပေါ့နော်ကျမအပေါ်မှာချစ်တဲ့စိတ်တွေကိုကျမရရှိတယ်မဲတော်ရဲ့မြတ်တာတွေရရှိတဲ့အတွက်အရန်ကိုအတိုင်းမတည်ဝမ်းသာပါတယ်ကျမနဲ့အတူကျမရဲ့ပေါ့နော်မဲတော်ရဲ့မြတ်တာတွေအကုန်လုံးရရှိပါစေကျမနဲ့အတူကုသိုလ်တွေလည်းထပ်တူရရှိပါစေကဲအားလုံးကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေဒီနေ့ကျမအရန်ဝမ်းသာလာတယ်ဒီဒုတိယမြတ်လေးမှာမဲတော်ရှိကိုတွားခဲ့ရလို့เนาะအတူတူတွားဖို့လန့်ခေါ်တယ်ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကတော့အောင်ပွဲပါအပြန်လဲကြောက်ကျမတို့ဒီကအောင်လံမြို့နယ်တွေရပဲဆရာတော်တပားရဲ့ပေါ့နော်သူတို့ဟိုဂုံဖြူပေါ့နော်အခမ်းအနားမှာအဲ့မှာအိုးစီပုံပေါင်းနေနဲ့တကယ်ကိုရှေ့မှာဖျားကြွတယ်နောက်မှာဆရာတော်နောက်ကလည်းကားတန်းကြီးနဲ့တခါလေးစီတွေပြောနေတယ်ကျွန်တော်တွေးခဲ့ရတယ်ဘလို့ပဲဖြစ်ပါအောင်တိတ်အောင်နမိတ်အောင်ထက်တွေရရှိတဲ့အနေလေးမှုဒီနေ့အရန်ကိုကျင်တတ်ပါတယ်မဲတော်ရဲ့မြတ်တာတွေလည်းအထူးရရှိခဲ့ပါတယ်ဒါမဲတော်ရဲ့စီစဉ်မှုနဲ့ကျွန်မဒါဝတ်သွားတာပါမဲတော်ကသူ့ရှိလာတာဒီနေ့ထူးခြားခြားအိန္ဒိယရိုးရာဝတ်စုံတွေကကျွန်မတူတယ်ပဲရှိတယ်အဲ့ဒါထူးခြားတာပဲမဲတော်ရှိမှာဒီနေ့ကတော်ကိုမဲတော်နဲ့ကျမရဲ့စိတ်ချင်းဆက်သွယ်မှုမဲတော်ရှိရမြတ်တာတွေကျမရခဲ့တဲ့နေ့ပါပဲကဲအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေအနေကင်းပေးရှင်းကြပါစေကျမလူတန်းတဲ့အလူတွေကိုလည်းမဲတော်တွေရောဘိုးတော်တွေရောအကုန်လုံးအမြပေးခဲ့တယ်ကျမကျင်တတ်ပါတယ်ကဲဒီနေ့ကတော့ပြောရရှင်